အဲ့ထက်မှာဒီလိုဆက်ဆံနေရင်းနဲ့ပျော့သွားတယ်မပြီးဘူးအရင်မထွက်ဘူးဆိုတဲ့အကိုတွေရှိရင် HNO News Channel မှာအားလုံးကိုမှကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချစ်ရေးနဲ့အိမ်အောင်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေပေးရန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်အဲ့ထက်မှာဒီလိုဆက်ဆံနေရင်းနဲ့ပျော့သွားတယ်မပြီးဘူးအရင်မထွက်ဘူးဆိုတဲ့အကိုတွေရှိရင်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးတော့သိကျင်တာလေးရှိရင် comment မှတ်ပေးဆရာမရဲ့တင်ထားတဲ့4နှစ်5နှစ်0651 099446 164ဆိုတဲ့နံပါတ်တွေမှာလည်းမေးမြန်းလို့ရတယ်အဲ့ထက်မှာခုနလိုစေးတောက်စရာမလိုဘူးကျန်းမာတဲ့နေထိုင်မှု lifestyle လေးကို2ပတ်လောက်လေး view ဆိုင်ရတယ်အဲ့ဒီမျိုးသားကပြန်ကျန်းမာလာနိုင်တယ်ဒါအသက်အရွယ်နဲ့ယောဂအခန့်ပေါ်မှာလည်းအများကြီးဆိုင်တယ်အဲ့လိုမပြီးပဲနဲ့ပေါ့နော်ပျော့သွားတာဒီပန်းသေးပန်းညိုဖြစ်ခြင်းတဲ့လက္ခဏာရဲ့အစပဲအဲ့အတွက်ကိုကမညိုးချင်ဘူးဆိုရင်တော့အဲ့ချိန်လေးကိုတခြားမှန်ရမယ်အစားအသောက်တွေမှန်ရမယ်ဇင့်ပါတဲ့အားစေးလေးတွေဇင့်ပါတဲ့အစားအသောက်တွေထဲမှာပါတဲ့ဇင့်တွေမှာဆိုရင်လည်းပါတာပဲလေနော်အဲ့တော့ဇင့်ကိုတခြားလေးစားမယ်ဒါလေးတွေတခြားမိဝဲမယ်။နောက်အားသေးဆိုရင်လည်းကျွန်တော်တို့ပြောတယ်ဂျင်းစင်းကောင်းတယ်မက်ကပေါင်နာတွေကောင်းတယ်နော်အမိုင်နိုအက်ဆစ်တွေကောင်းတယ်ရှေးအပုတ်တွေမှာလည်းအများကြီးပြခဲ့တယ်။အဲ့လိုဟာလေးတွေပါတာလေးတွေကိုမိဝဲမသိမှာဆေးရောက်နေဆိုပြီးဆေးကိုလူတိုင်းရောက်နေတာမဟုတ်ဘူး။ဒီလူကဒီလိုယောဂခံရှိရင်မတောက်သင့်ဘူး။မရှိမှရှိတဲ့ဆေးတွေကမတောက်သင့်တဲ့သူတွေရှိတယ်။ HIV သမားတွေ HIV ART ဆေးတောက်နေရတဲ့သူတွေဆိုကျွန်တော်တို့စီမှာဒီဆေးတောက်လို့မရတာတွေရှိတယ်။အဲကြောင့်မို့ဒါဘလို့အခြေအနေလဲဆိုတာကို Messenger တွေမှာဒီ Viber တွေမှာပေါ့နော်။လာရောက်မေးမြန်းပေးမှပဲမရှိကတခြားလေးညွှန်ပေးလို့ရမှာကဲเนาะဟုတ်ပြီလားဆေးရရောဈေးဘယ်လောက်လဲအရင်မေးနေတာဒီလမှာ3,500,000နဲ့ရသေးရဲ့နောက်လဆိုရင်3,800,000ဝန်းကျင်ဖြစ်မှာ15ရက်စာဆိုလဲ15ရက်စာတော့ခွဲပေးတယ်ပေါ့နော်လိုအပ်တဲ့အသေးစိတ်လေးတွေကိုဆက်သွယ်မေးမြန်းပေးเนาะအဲ့တော့ကျေးဇူးတင်ပါတယ်ဆိုတဲ့ comment လေးတွေ့တဲ့ခါမှာလည်းမျှဝေမှုလေးတွေအတွက်ကိုကျေနပ်ရတယ်လို့မြင်မတူပဲမှန်းတဲ့သူလေးတွေလည်းတွေ့တဲ့ခါကျရင်လည်းသူတို့ comment လေးတွေကနေငါပြောတာကိုသူတို့သဘောမပေါက်သေးဘူးငါဘာတွေလုပ်ပြနေရဲဆိုတာသူသဘောမပေါက်သေးအဲ့တက်ကိုပို့ပြီးတော့ပိုအားဆိုင်ရအောင်မယ်သူတို့ပိုနားလည်အောင်ပို့ပြီးပြပေးရအောင်မယ်ဆိုရင်အတွင်းမျိုးပဲဝင်ပါတယ်ရှင်အဲ့တော့ကြည့်ပေးသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်ဆရာမလေးရေဆက်ဆံနေရင်နဲ့မပြီးပဲတော့ပြနဲ့ပြော့သွားလာကတဲ့ဘလို့အချင်းနေကြောင်းလဲဆိုပြီးမေးထားတဲ့ comment တွေလည်းရှိသလိုတချို့ကြတော့လည်းစိတ်ရှိသီးခံပြီးဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့ comment တွေများစွာနဲ့အတူမင်းကဘာမို့လို့လဲပြီးတော့မင်းဒီပုံစံနဲ့ဖြစ်နေတာဘာမို့လို့လဲဆိုပြီးတော့မေးတဲ့ comment တွေနဲ့လည်းကျေးဇူးတင်ပါတယ်ဘာပဲဖြစ်ဖြစ်မဆုကြီးကကိုသိတဲ့ knowledge တွေကိုအရွယ်ရောက်လာပြီးသားမသမီးတိုင်းဒီ education set education နဲ့ပတ်သက်ပြီးတော့သိထားဖို့လိုအပ်တယ်ဒေါက်တာဒီမိကိုယ်တိုင်ဖြစ်နေဖို့လိုအပ်တယ်တခုခုရှိခဲ့ရတယ်တခြားတယောက်ကိုအားကိုးပြီးသွားမေးရတဲ့ဆိုင်ဒီ knowledge တွေကအရွယ်ရောက်ပြီးသားသူတွေကသိထားဖို့လိုတယ်အမျိုးသားရင်းနဲ့ဆိုလည်းဒီလိမ်မှုကိစ္စနဲ့ပတ်သက်ပြီးမသိရတဲ့မလို့လားတဲ့ပြဿနာတွေမသမီးဆိုရင်လည်းမလို့အပ်တဲ့ကိုဝင်နေတဲ့အိမ်ကောင်းကင်ဆာတွေအများကြီးဖြစ်သွားတယ်လက်လွန်ခါမှအဲ့လွန်တဲ့ခါကျရင်လည်းမြန်မာပြည်ကလူတွေရဲ့ဒီဘယ်လိုပြောမလဲအတွေးခေါ်ကတခုခုဆိုစေးုံစေးကံပြေးမယ်အဲ့တော့စေးုံစေးကံကိုလွန်မှရောက်တာမျိုးစေးမမီတဲ့အခြေအနေမှရောက်တာမျိုးအများကြီးရှိတယ်နောက်တစ်ခုအင်္ဂလိပ်စေဝါးလေးကိုအမြန်သုံးဆွဲနေရပြီးစေးတံပိနေတဲ့အခြေအနေမျိုးတွေလည်းအများကြီးရှိတယ်အဲကြောင့်မို့ဒီကျမ်းမာရေးဘုဒ္ဓတာတွေကိုပြီးစေခြင်းလို့ဒီ social media ကနေဒီရုပ်ကလေးနဲ့လာမျှဝေပေးနေတာပါရှင်ကျွန်တော်တို့တင်ဆက်သမျှကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ HNO သတင်း channel ကိုစည်ရင်းသွင်းမထားသေးပါကအခုပဲစည်ရင်းသွင်းထားဖို့မမေ့ပါနဲ့နော်ရှင်